Hallelujah ဖျားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်အတူတကွဆင်ခြင်ဖို့ဖျားခင်ပြင်ဆင်သောကြောင့်ဒုပဲဖျားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အာမင်ခဏလေးဆုတောင်းရအောင်မေတ္တာတော်ရှင်ဘုရားနာမတော်ချီးမွမ်းပါတယ်ကိုတော်ကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်ကျေးဇူးပြုတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာဘုရားရှင်အလုံးလုံးဖို့ကျွန်တော်တို့မျှော်လင့်တယ်ကိုတော်မပါရင်ကိုတော်မဖွင့်ပြရင်ကိုတော်ကကျေးဇူးမပြုရင်ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်အလုံးအချင်းကြီးပဲဖြစ်တယ်ဒါကြောင့်မလို့ဖဖရားသခင်ကျွန်တော်တို့ကိုတော်ရှင်ဘုရားအသုံးပြုပါမိကြောင်းဆုတောင်းတယ်ဝိညာဉ်တော်ဘုရားကျွန်တော်တို့ကိုဖွင့်ပြပါမိကြောင်းဆုတောင်းပါတယ်လက်တော်ရဲ့အနံနဲ့ဖသခင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးဆက်ကပ်ပါတယ်ဖဖရားအာမင်အာမင်โอเคဒီနေ့ကျွန်တော်ဘာဝေငှခြင်းလဲဆိုယုံကြည်သူမှန်ရင်တတ်သိရှိတယ်ယုံကြည်သူနော်တတ်သိတော်နှစ်မျိုးရှိတယ်အတွင်းတတ်သိအပြင်တတ်သိနှစ်ခုစလုံးရှိတယ်တကယ်ယုံကြည်သူကလေကြီးလိုက်တာနဲ့သူ့မှာတတ်သိရှိတယ်သူ့အထဲမှာလည်းသူ့အတူတတ်သိရှိပြီးသားနော်တတ်သိရှိပြီးသားဒီမှာကြည့်ပုံစံပြောင်းတာမဟုတ်ဘူးပုံတံပြောင်းတယ်အတွင်းလဲပြောင်းတယ်အပြင်လဲပြောင်းတယ်ဒါကိုနားလဲစေခြင်းတယ်ကောင်းပြီဓမ္မရောက်စဉ်စရုပ်ရဆောင်ခန်းကြီး9အပိုက်ငယ်15ပြီးကြတဲ့ဘက်ကဟာကိုနည်းနည်းလေးဆက်လိုက်ဘိုလ်ချုပ်နေမှန်ပြောင်းလဲသွားပြီအရင်ကပါလေ तू ကနတ်ကိုးကွယ်တော်သူဖြစ်တယ်ဒါပေမဲ့ prophet အေလိရှေနဲ့တွေ့တယ်အေလိရှေကိုဖျားပြောခိုင်းတဲ့အတိုင်းအေလိရှေပြောလိုက်တယ်ယော်ဒန်မြစ်ကိုသွား9ခါနှစ်လိုက်တယ်တကယ်ပဲသူ့ရဲ့အသားရည်ဘာဖြစ်လဲနူနာပျောက်သွားတယ်သူငယ်အသားရည်လို့ဖြစ်သွားတယ်ဗန့်ရှင်းသွားတယ်အဲ့ဒီမှာ तू အံ့ဩသွားတယ်ဟာငါတိုင်းပြည်မှာငါဘိုလ်ချုပ်ငါတိုင်းပြည်မှာငါနာမည်တစ်လုံးနဲ့နေတာချင်းတော့တိုက်ပွဲတိုင်းကိုအောင်တာငါဘလောက်စေးကူးလဲလုံးဝမပြောက်ဘူးဒါမဲ့ငါအံ့ဩတယ်ဒီတိုင်းပြည်ရောက်လာတော့သူတို့ဘာလုပ်ခိုင်းလဲယော်ဒန်မြစ်မှာသွားနှစ်ခိုင်းတာစေးရည်ကန်နဲ့နှစ်ခိုင်းတာလည်းမဟုတ်ဘူးပြောချင်တဲ့အဓိပ္ပာယ်မမ်းမှုတ်တာလည်းမဟုတ်ဘူးအဲ့မှာသွားနှစ်သူငယ်အသားရည်လို့ဖြစ်မယ်လို့ပြောတယ်ပြောတဲ့တိုင်နှစ်တယ်မယုံဘူးဖြစ်လာတယ်ရှင်းရှင်းပြောရင် तू ယုံလို့ဖြစ်တာမဟုတ်ဘူး तू မယုံဘူးပဲလေ तू ပြောတယ်မဟုတ်လားငါတိုင်းပြည်မှာဘာဖြစ်လဲအာဗနမြေဖဖမြစ်လို့ကောင်းတဲ့မြစ်တွေရှိတယ်ပြောတယ်လေဂျော်ဒန်မြစ်ကို तू ကတိတ်ပြီးတော့ကြိုက်တာမဟုတ်ဘူးဒါပေမဲ့အော်ပရောဖက်ကပြောတယ်အဲ့မှာနှစ်ဆိုတော့နှစ်လိုက်တာတကယ်ပျောက်သွားတာဆိုဖျားသခင်ရှိတယ်ဆို तू ကောင်းသဘောပေါက်သွားပြီအဲ့မှာ तू နားလေတော့တာဒီမြစ်ကြောက်မဟုတ်ဘူးဖျားကြောက်ဆို तू ကောင်းသိသွားပြီကြည့်အဲ့မှာ तू တက်တေခံတယ်သူရဲ့တက်တေခံချက်ကိုကျွန်တော်ဖတ်ပြမယ်အပိုက်ငယ်15ကျွန်တော်ဖတ်မယ်တို့ပြီးမှလိုက်တော်သူအပေါင်းတို့နဲ့တကွဖယားသခင်လူထံသို့ပြန်လာ၍သူရှိမှရက်လျက်ဣသရေလပြည်မှတပါအခြားပြည်၌ဣသရေလပြည်မှတပါအဘယ်ပြည်၌မြဖယားသခင်မရှိသည်ကိုယခုကျွန်ုပ်သိပါ၏ဟာပြတ်တယ်နော်သူတက်တေခံပြီးနူနာပျောက်သွားတာနဲ့ချက်ချင်းမပြန်သွားဘူးအခုနအေလိရှေစီပြန်လာတယ်ပရောဖက်အေလိရှေစီကိုတော့အသက်ရှင်တဲ့ဖယားကိုတော့ဖယားပဲဒီဖယားကဒီတိုင်းပြည်ကလွှဲရင်ဘယ်မှမရှိဘူးပြောချင်တာကကျွန်တော်တိုင်းပြည်မှာလည်းဖယားမရှိဘူးလို့သူပြောနေတာဘာလို့လဲဒီတိုင်းပြည်ရောက်မှကြည်စမ်းဒီဖယားပြောတဲ့အတိုင်းနှစ်လိုက်မှယောဂပျောက်သွားတာနူနာပျောက်တာဆိုတော့တကယ်ကိုတော့ဖယားကအသက်ရှင်နေဒီလိုဖယားမျိုးဘယ်မှမရှိဘူးဒီမှာပဲရှိတယ်ဒါသူ့ရဲ့သက်သေခံချက်ပြီးလဲပြီးတော့ချက်ချင်းသူ့မှာပါလာတဲ့ဥစ္စာတော့လက်ဆောင်ပေးတာဒီမှာရေးထားတယ်နော်အငယ်15အဆုံးပိုင်းလေးမှာကိုတော်ဤကျွန်လူသောအလူလက်ဆောင်ကိုလက်ခံတော်မူပါဟုတောင်းလျှောက်လေကျွန်တော်အလူမဲတဲ့အဲ့ဒါလေးကိုလက်ခံပေးပါဘိုလ်ချုပ်နေမှလှူတာနော်ပရောဖက်အေလိရှေဘာလုပ်လဲလက်မခံဘူးလုံးဝလက်မခံဘူးအဲ့တော့ဘာနာလေရလဲဆိုလို့ရှိရင်ဘိုလ်ချုပ်နေမှဟာတကယ်ပြောင်းလဲသွားတယ်သူကပြောင်းလဲတဲ့အကြောင်းသူ့ပါဇက်ကတတ်သိခံတယ်ဒီဖယားဟာအသက်ရှင်တယ်ဒီဖယားမျိုးဘယ်မှမရှိဘူးဒီမှာပဲရှိပြီးတော့ तू ကဖက်ချစ်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်သူ့ရဲ့ဆုံးဖြတ်ချက်ကဘာလဲအပိုက်ငယ်19ကျွန်တော်ဖတ်ပြမယ်အပိုက်ငယ်19နေမန်ကလည်းတော့ဖြစ်လျင်ကိုတော့ကျွန်သည်မြင်းနှစီးနှင့်တင်၍မြေအနှဲငယ်ကိုယူပါရစေကိုတော့ကျွန်သည်မီးရှို့ရာရစ်အစရှိသောအဘယ်ရစ်ကိုမြထာဝရဘုရားမှာတပါအခြားသောဘုရားအားနောက်တဖန်မပူဇော်ပါသူရဲ့ဆုံးဖြတ်ချက်ကိုတခါတည်းပရောဖက်အေလိရှေကိုပြောလိုက်တယ်အေလိရှေတဲ့ကျွန်တော်ဒီတိုင်းပြည်မြေကြီးနည်းနည်းယူသွားမယ်နော်တဲ့ဘာလို့မှလဲယူသွားသူပြောတယ်ဒီမြေကြီးယူပြီးရစ်ပလင်လို့ပြောချင်တဲ့အဓိပ္ပာယ်လေ
ကျွန်တော်တဲ့မီးရှို့ရရစ်အခြားရစ်တွေကိုထာဝရဘုရားကိုပဲပူဇော်မယ်ဖယားကလွဲလို့အခြားဘယ်ဖယားမှကျွန်တော်မပူဇော်တော့ဘူးတဲ့ဒါဆိုအတိတ်တွေကအရင်တုန်းက तू ကရစ်ပူဇော်ဘူးတယ်အခြားဖယားကိုအခု तू ပြောနေတာလေအသက်ရှင်တဲ့ဖယားဒီထာဝရဘုရားကိုပဲ तू ရစ်ပူဇော်တော့အခြားဘယ်ဖယားကိုမှ तू ရစ်မပူဇော်တော့ဘူးဒါဆိုအတိတ်တွေကကိုးကွယ်ခြင်းနဲ့ပတ်သက်ရင် तू လုံးဝပြတ်လားလုံးဝပြတ်သားတယ်ဘယ်ဘုရားမှ तू ရစ်မပူဇော်တော့ဘူးခပ်ပြတ်ပဲအသက်ရှင်တဲ့ဘုရားကိုပဲကျွန်တော်ပူဇော်တော့မယ်အရင်တုန်းကဗိုလ်ချုပ်နေမှာဟာနတ်ကိုးကွယ်တဲ့သူတယောက်ဖြစ်ခဲ့တော့လေတကယ်အခုပြောင်းလဲတဲ့ခါမှာသူ့မှာတတ်သိရှိတယ်ဘယ်တော့မှအဲ့ဒီနတ်ကို तू မကိုးကွယ်တော့ဖယားကိုပဲပြက်သားကိုးကွယ်မယ်သူ့ရဲ့ဆုံးဖြတ်ချက်ကို तू အဲ့မှာပြောတယ် तू တတ်သိခန္ဓာကိုတွေ့ရတယ်ချက်တော်ညီကိုမောင်တို့ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အနေနဲ့နားလေစေချင်တာကတကယ်ဗိုလ်ချုပ်နေမှာပြောင်းလဲတဲ့အခါမှာပြင်ပိုင်းမှာတတ်သိရှိတယ်ကိုယ်ဒါလည်းကိုယ်မဟုတ်ဘူးနော်ခပ်ပြက်ပဲအသက်ရှင်တဲ့ဖရားပဲသူကိုယ်ွယ်တော့တယ်ကဲကောင်းပြီ तू ကတခုတော့တောင်းဆိုသွားတယ် तू ဘာတောင်းဆိုလဲ तू မှာဆရာရှိတယ်ဘုံယုံနေမှာဆရာရှိတယ်အဲ့ဒီဆရာကနတ်ကိုယ်ွယ်တာဘယ်နတ်ကိုကိုးကွယ်လဲရိမုံနတ်ကိုကိုးကွယ်တာဘိုလ်ချုပ်နေမှာရဲ့ဆရာလုပ်တဲ့လူကရိမုံနတ်ကိုကိုးကွယ်တော့ဗိုလ်ချုပ်နေမှာသူ့ဆရာသွားရင်လိုက်ပို့ရတယ်လေလိုက်ပို့ရတယ်ဆိုတော့အဲ့ဒီအကြောင်းလေးနည်းနည်းဖတ်ပြမယ်အပိုင်ငယ်18မှာပိုင်ငယ်18သို့တော်လဲအကျွန်ုပ်သခင်သည်ကိုးကွယ်အံ့ဟုရိမုံဖယားဤเจ้าသို့သွား၍အကျွန်ုပ်ကိုမိလျက်ရိမုံเจ้า၌ကိုညွတ်တော်အခါအကျွန်ုပ်ကိုသည်လေညွတ်လျင်ထာဝရဘုရားသည်ကိုရောကျွန်ကိုအပြစ်လွတ်တော်မူပါစေသောဟုဆိုလျင်အေလိရှေကညင်ကိုဆိုသွားလို့ဟုဆို၏အခုတော့ဗိုလ်ချုပ်နေမှာအေလိရှေကိုတခုတော့တောင်းဆိုတယ်အေလိရှေကြီးကျွန်တော်ဆရာကရိမုန်နတ်ကိုသွားကိုးကွယ်တဲ့အခါကျရင်ကျွန်တော်ကလည်းလိုက်ရတယ်တဲ့သူ့ဆရာကရိမုန်နတ်ကိုကိုးကွယ်ဖို့ကိုညွတ်တဲ့အခါကျရင်ကျွန်တော်လည်းပဲသူနဲ့တူကိုညွတ်မယ်နော်တဲ့အဲ့ဒါကိုတဲ့ဖယားသခင်ကျွန်တော်အပြစ်ကိုခွင့်လွှတ်ပါစေအေလိရှေဘာပြောလဲရတယ်သွားလိုက်အဲ့ဒါတေချာနားလဲဖို့လိုတယ်နော်တေချာနားလဲဖို့သူ့ရဲ့တမိုင်းကိုသိဖို့လိုတယ်ဆိုတော့သူ့တမိုင်းကြော်နည်းနည်းပြောပြအေလိရှေပြောလိုက်တဲ့အဓိပ္ပာယ်ရတယ်သွားတဲ့ဘာကိုပြောချင်တာလဲဆိုဘိုလ်ချုပ်နေမန်ကအရက်မြင့်တောင်းကောင်းသူ့ဆရာကအရက်ပုဒါသူတို့ရဲ့တမိုင်းကြောင့်သူ့ဆရာကအရက်ပုတယ်ဗိုလ်ချုပ်နေမန်ကအရက်မြင့်တယ်အဲ့တော့ဗိုလ်ချုပ်နေမန်ရဲ့ပခုံးကိုကြိုက်ပြီးမှဆရာကသွားဟိုလဲရောက်တော့အဲ့ဒီဗိုလ်ချုပ်နေမန်ရဲ့ဆရာကရေမုန်နတ်ကိုရှ िख ိုးတဲ့အခါမှာအဲ့လိုဥညွတ်ရတယ်ခါကုန်းရတယ်အဲ့လိုဥညွတ်တဲ့အခါကျရင်ပခုံးကင်ထားတယ်မလားဗိုလ်ချုပ်နေမန်ဆရာကဥညွတ်ရင်သူဥညွတ်လို့ရအောင်ဒီဘက်ကဗိုလ်ချုပ်ကလည်းဘာလုပ်ရလဲဗိုလ်ချုပ်နေမန်လည်းအဲ့လိုကိုင်းပြရတယ်ခါကို तू ကမကိုင်းပေးရင်ဟောဥညွတ်လို့မရဘူးလေအဲ့တော့သူ့ဆရာကရှ िख ိုးတာဗိုလ်ချုပ်နေမန်ရှ िख ိုးတာမဟုတ်ဘူးအဲ့ဒါကိုနားလေရမယ်သူ့တမိုင်းကိုအဲ့တော့သူ့ဆရာသမားကရေမုန်နတ်ကိုရှ िख ိုးရင်သူ့ကိုကင်ပြီးခါကုန်းရတဲ့အတွက်ကြောင့်မလို့သူ့ဆရာအတွက်ဗိုလ်ချုပ်နေမန်ဘာဖြစ်လဲကိုညွတ်ပေးတာအဲ့တော့ပိုင်းခြားပြီးမြင်ရမယ်နော်ရေမုန်နတ်ကိုကိုးကွယ်တာဗိုလ်ချုပ်နေမန်မဟုတ်ဘူးသူ့ရဲ့ဆရာသမားသူ့ဆရာကခဥညွတ်တာဘာလို့လဲအဲ့ဒီနတ်ကိုရေမုန်နတ်ကိုဒီဗိုလ်ချုပ်နေမန်ဥညွတ်တာဘာလို့လဲသူ့ဆရာဥညွတ်လို့ရအောင်လိုက်ညွတ်ပေးတာရေမုန်နတ်ကိုဥညွတ်တာမဟုတ်ဘူးအဲ့ဒါတွေလုံးမိတာကိုဘလို့ခံစားလဲအော်တပါကဒီမှာမကြည်တော့ဘူးတွေ့လားအေးတကယ်ပြောင်းလဲတဲ့လူမှာသတ်သိရှိတယ်ချက်တော်ညီကိုမောင်တို့မှာအော်တပါကိုကမကြည်တော့တာအဲ့ဒါဆိုတော့တကယ်ပြောင်းလဲလာတဲ့အခါကျတော့လေခံစားရတယ်နော်ဖယားနဲ့စန့်ကျင်မဖြစ်သွားမလားဟဲ့တွေးပူတယ်ဒီနေ့ခရစ်ယာန်များကတော့ပြောမနေနဲ့တကယ်ခရစ်တော်ရလားမရလားမသိဘူးဘာတော့မှမပူတာအိုးပြောမနေနဲ့တကြံဆိုသူတို့ထိတ်ဆုံးသူတို့ကအခြားဘာသာတွေကသူတို့နက်ကအပေါ်ကဆင်းလာတဲ့ကြိုဆိုတဲ့အနေနဲ့ရေပတ်ပြီးစောကြတယ်ခမရခရစ်ယာန်ကဘယ်ဘာကိစ္စနဲ့သွားစောတာလဲစဉ်းစားနော်ကျွန်တော်တို့ခရစ်ယာန်တွေကဝိညာဉ်ရေးရမှာအလင်းကိုတော်တော်အားနေတယ်အခုဓမ္မဗိုလ်ချုပ်နေမှကြည့်
နတ်ကိုးကွယ်တဲ့သူကနေပြောင်းလဲတာဒါလေးလုံးမိတာအဲ့ဒါတော့မှနတ်ကိုးကွယ်တာမဟုတ်ဘူးနော်သူ့ဆရာအတွက်ခါလေးကိုက်မိတာကိုဘာပြောလဲအော်တပါကမကြည့်ဘူးဖယားသခင်ခွင့်လို့ဖို့ဆူတောင်းပေးပါတဲ့ဖယားသခင်ခွင့်လို့ပါစေကျွန်တော်တဲ့အော်တပါကစကားပြောတယ်ဒီနေ့ယုံကြည်သူများသင်သည်တကယ်ခရစ်တော်ရရင်တကယ်ပြောင်းလဲရင်သင်အော်တပါကအသက်ရှင်လိမ့်မယ်သင်အော်တပါကသင်ကိုစကားပြောလိမ့်မယ်ဖယားနဲ့စန့်ကျင်တာလုံးမိအခုကလုံးမိသလိုလိုဘိုးချုပ်တွေမှာခံစားရတော့မှအော်တပါစကားပြောတယ်တွေ့လားမကြည်တော့ဘူးလေဒီလေခရစ်ယာန်များအော်တပကြည်တာမဟုတ်ဘူးအော်တပသေးနေတာတိုက်ဆိုင်ရင်ခွန်းလော့ဒူးစီအိုက်တွေလှုပ်ဖျားမကြိုက်တာတွေလှုပ်ပြီးတော့ဘာမှမခံစားကြဘူးအဲ့ဒါပါလေအော်တပကြည်တာမဟုတ်ဘူးအော်တပတန်ပူခတ်တယ်ခေါ်တယ်အဲ့ဒါတိမောသေခန်းကြီးလေးမှာပါတယ်အော်တပတန်ပူခတ်တယ်လို့ခေါ်တယ်ကျင်းတော့အဲ့တော့တကယ်ခရစ်တော်နဲ့ထိတွေ့ပြောင်းလဲတဲ့လူမှာတော့အော်တပကဘာဖြစ်နေလဲအမြဲတမ်းစကားပြောနေဖယားမကြိုက်တော့လုံမိမလုံခင်မှာတော့အော်တပါကဓမ္မအစင်မပြေတော့မကောင်းမှုထင်နေနော်မဟုတ်ဘူးထင်နေနော်အဲ့လိုဖြစ်တာအော်တပါကအဲ့တော့ဒီနေ့ကျွန်တော်ပြောခြင်းနဲ့ဘိုလ်ချုပ်နေမန်မှာအတွင်းတတ်တွေရှိတယ်အတွင်းတတ်တွေကဘာလဲအော်တပါကစကားပြောတယ်အော်တပါကစကားပြောအဲ့ဒါဘာလဲအတွင်းတတ်တွေအပြင်တတ်တွေလည်းရှိတယ်အပြင်တတ်တွေကဘာလဲသူပြောပြီလေဒီလိုဖယားမျိုးဣတရီလာပြည်မှာပဲရှိတယ်ဘယ်တိုင်းပြည်မှာမှမရှိဘူးသူဗဇက်ကတတ်တယ်ခံတယ်အဲ့ဒါဘာတတ်တယ်အပြင်တတ်တယ်ထပ်ပြောတယ်မြေကြီးနဲ့နဲ့ယူသွားမယ်ဟိုမှာမီးရှို့ရရစ်နဲ့အခြားရစ်တွေကိုပူဇော်တဲ့အခါအသက်ရှင်တဲ့ဘုရားဒီထာဝရဘုရားတစ်ပါးတည်းပဲပူဇော်မယ်ဘယ်ဘုရားမှကျွန်တော်မပူဇော်တော့ပြောလားပြောတယ်နော်ဘိုလ်ချုပ်တယောက်အနေနဲ့ဘိုလ်ချုပ်နေမှန်ကနှုတ်ဖွင့်ပြီးတော့မှတခါတည်းပြောသွားတယ်ပရောဖက်အေလိရှေကိုဒါဆိုသူ့ရဲ့အသက်တာထဲမှာအတွင်းယုံကြည်ချက်ကိုအပြင်ကနှုတ်ကဖွင့်ပြလားဖွင့်ဟတယ်တတ်သိခံတယ်အဲ့ဒါအပြင်တတ်သိဒီနေ့တချို့လူတွေအတွင်းထဲမှာခရစ်တော်ကိုယုံနေတာပြောတာအပြင်မှာဘာတတ်သိမှမတွေ့ရဘူးခရစ်ယာန်တော်မှတတ်သိခံပါဆိုနောက်ဆုတ်သွားတာစဉ်းစားကြည့်နော်မွေးကလေးကခရစ်ယာန်တတ်သိမခံတတ်ဘူးတိုက်ဆိုင်ရင်ခွန်းလို့အိမ်တော်စည်းဝေးလေးလှုပ်တာလူ9ယောက်10ယောက်ရှိတာအိမ်ရှင်နေနဲ့ဗာများပြောစရာရှိလဲဗာများတတ်သိခံစရာရှိမိန်းမလှုပ်တဲ့လူကယောက်ျားကိုတိုးယောက်ျားလှုပ်တဲ့လူကမိန်းမကိုတိုးတယ်ဘာတတ်သိမှမရှိဘူးဒီလူတွေခွန်းလို့နော်တိုက်ဆိုင်ရင်ဒီဇုံကညီကိုမောင်နှမတွေဒါတော့ငါတို့တွေ့တာပဲလို့တော့မခံစားနဲ့တိုက်ဆိုင်ရင်ခွန်းလို့ဟာလားတယောက်မှသက်သေမခံဘူးအဲ့ဒါအတင်းအုပ်ရအောင်ဆိုအကုန်စုံလာရောခေါင်းချင်းဆိုင်ပြီးတော့ကိုဖယားကောင်းမြတ်တဲ့ကြောင့်သက်သေအပြင်သက်သေဘာလို့မခံလဲသက်သေမှမရှိတာဒါကြောင့်ကိုစမ်းစစ်တင်တကယ်ပြောင်းလဲတာဟုတ်ရဲ့လားတကယ်တော့တိုးထီလားဖယားရှိတဲ့ကိုတကယ်တိုးထီဘူးလားဘိုလ်ချုပ်နေမှန်ကြီးမငြိမ်ဘူးနော်အပြင်မှာသက်သေရှိတယ်ဒီလိုဖယားမျိုးဘယ်မှမရှိဘူးဣသရေလပြည်မှာပဲရှိတယ်တတ်သေးငါပြန်သွားရင်ဒီဖျားပဲငါကိုးကွယ်တော့မယ်ဒီဖျားကိုပဲရစ်ပူဇော်တော့မယ်တခြားဘယ်ဖျားမှငါရစ်မပူဇော်တော့ဘာရှိလဲတတ်သေးဗဇက်ကတတ်သေးခံချက်ရှိခါလေးကိုင်းမိတာကိုအော်တပကမကြည်လို့ဖျားသခင်ခွင့်လွတ်ပါစေအော်တပထဲမှာလဲတတ်သေးရှိလားရှိတယ်ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်နှမယုံကြည်သူရဲ့တတ်သေးယုံကြည်သူမှန်ရင်ပါရှိလေတကယ်တတ်သိရှိတယ်တကယ်အမှန်ပြောင်းလဲတဲ့လူကတတ်သိရှိတယ်နော်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောခြင်းနဲ့တတ်သိနှမျိုးအပြင်တတ်သိအတွင်းတတ်သိဘောနေကန်မှန်ရင်ကဲတင်ရင်ရတဲ့လူမှန်ရင်ဖယားနဲ့တကယ်ထိတွေ့တော်သူမှန်ရင်တတ်သိရှိတယ်တတ်သိကမပေါ်ဘူးနှုတ်ဖွင့်ပြီးပြောတယ်ဘဝအသက်တာမှာတတ်သိခံချက်တွေရှိတယ်ဒါကြောင့်သင်သည်စစ်မှန်သောပြောင်းလဲသူစစ်မှန်သောယုံကြည်သူဖြစ်ဖို့ကျွန်တော်အနေနဲ့အားပေးခြင်းတယ်ကိုယ်တိုင်ဟာတကယ်ပဲစစ်မှန်တဲ့ပြောင်းလဲသူဟုတ်လားမဟုတ်ဘူးလားဆိုတာကိုစမ်းစစ်ပါကိုစမ်းစစ်ပါပြီးတော့မှအပြင်တတ်သိရောအတွင်းတတ်သိရောရှိပြီးသားသူတစ်ပါးကိုထုတ်ဖော်ပြသနိုင်တော်သူဖြစ်ဖို့ဒီနှုတ်ကပတ်တော်လေးနဲ့ဝင်ငှပါတယ်အားလုံးကျေးဇူးတင်တယ်ဖျားရှင်ကောင်းကြီးပေးပါစေခဏလေးဆုတောင်းရအောင်မြတ်တာတော်ရှင်ဘုရားနာမတော်ချီးမွမ်းပါတယ်
ကိုရောကောင်းမြတ်ပါတယ်ကိုရောကျေးဇူးပြုပါတယ်ကျွန်တော်တို့တနေ့ထက်တနေ့ကိုရောသွန်သင်နေဖွင့်ပြတယ်နှုတ်ကပတ်တော်ကလည်းအိုးဘုရားကြီးကျွန်တော်တို့ကိုသွန်သင်လို့ကိုမပြီးနိုင်ဘူးဘာကြောင့်လဲကိုရောအင်မတန်နဲ့နေတဲ့ဘုရားအင်မတန်ကြီးမြတ်တဲ့ဘုရားဘုန်းကြီးတဲ့ဘုရားကျွန်တော်တို့တတ်တာကိုလည်းသွန်သင်နေတယ်ပဲပြင်းနေတယ်တာ၍နှုတ်ကပတ်တော်ထဲမှာတိဆောက်ပေးနေတယ်အဖာနာမတော်ချီးမွမ်းတယ်ကိုရောကိုကျေးဇူးတင်တယ်အဖာကိုရောနာမဘုန်းကြီးပါစေအသက်တာတီးတီးကိုအနန္တနဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားကိုရောအုပ်ဆိုးပါဘုန်းတော်ထင်ရှားစေပါတကိုးတော်တဲ့မဆာပါကြီးသောအမှုကိုဘုရားရှင်ပြုပါနာမတော်ဒီဘုန်းကြီးပါစေအသက်တာတီးတီးကိုဆက်ကပ်ပါတယ်ဖဒီနေ့ Zoom ကညီကိုမောင်နှမတွေတတ်သိနှစ်ခုစလုံးရတော်သူဖြစ်စေပါတတ်သိခံကောင်းနေဖြစ်စေပါဘုရားကိုရောကိုအခွင့်ပေးတော်သူများဖြစ်ပါစေအရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဖဖျားအာမင်ဟာလေလုယာရခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကဓမ္မရောက်စဉ်စရုဒ္ဓဆောင်အခန်းကြီး9ပတ်3ပေါ့နော်ကျွန်တော်အခန်းကြီး9မှာ3ပုဒ်ရှိတယ်ပထမ2ပုဒ်ပြီးသွားပြီအခုကနံပါတ်3ခေါင်းစဉ်ကဖျားကိုခုတော့မလုံးနဲ့ဒီနေ့ယုံကြည်သူတွေကြောက်ရတယ်နော်ဖျားကိုခုတော့လုပ်တယ်ဆိုတာပြန်ခံရရင်မသက်သာဘူးတယောက်တည်းမဟုတ်သားစစ်မြေဆက်ခံတတ်တယ်ဘုရားသခင်ကိုခုတော့မလုံးနဲ့အမင်္ဂလာဖြစ်ရင်မသက်သာဘူးအဲ့ဒါဘလောက်ဆိုလဲဒီနေ့ကျွန်တော်နည်းနည်းဝေငှခဏလေးဆုတောင်းမြတ်တော်ရှင်ဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ဘုရားရှင်နာမတော်ကောင်းကြီးပေးပါတယ်ကျွန်တော်မဆာရောက်တိုင်းရဲ့တက်တာတွေမှာကိုရောနှုတ်ကပတ်တော်နဲ့ကိုရောဖွင့်ပြပါတယောက်ချင်းစီတိုင်းကိုနှုတ်ကပတ်တော်နဲ့တိဆောက်ပေးပါအသက်တာထဲမှာတိဆောက်ခြင်းရှိစေပါဖျားဘုံထေရှားစေပါဖျားလက်တော်စံတန်ပါတကူတော်နဲ့စေလွတ်ပါကြီးသောအမှုကိုဘုရားရှင်ပြုတော်မူပါဟာလေလုယာဘုရားရှင်လက်တော်နဲ့အနံပါတယ်နာမတော်ဘုံကြီးပါစေလို့ဝန်ခံပါတယ်တတ္တာတိတိကိုစက္ကပ်ပါတယ်ဖအရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖဖျားအာမင်အာမင်ဓမ္မရာဇဝင်စရုဒ္ဓဆောင်ခန်းကြီး9အပိုက်ငယ်20ကနေစမယ်ဒီနေ့ကဲအဲ့တော့ပြီးခဲ့တဲ့ဘက်ကဟာနည်းနည်းလေးပြန်ပြောလိုက်နော်ပေါင်းပြီးပြောလိုက်မယ်ပြီးမှဒီဘက်ကိုပြန်ဆက်ပထမတော့အေလိရှေကနူနာဆွဲတယ်နူနာဆွဲတော့ဣသရေလပြည်ရောက်လာတယ်ပရောဖက်အေလိရှေနဲ့တွေ့တယ်ယော်ဒန်မြစ်မှာသွား9ခါနှစ်လို့ပြောတယ်အေလိရှေကဒါနဲ့သူသွားနှစ်လိုက်နှစ်တော့နူနာပျောက်သွားတယ်သူငယ်အသားရည်လို့ပဲပြောင်းသွားတယ်ဟာသိဝမ်းသာတယ်ဒါသူ့ရဲ့အသက်တာပြောင်းလဲသွားတာနော်တကယ်လက်တွေ့ဖျားစကားကိုဗာလဲနားထောင်တဲ့အခါမှာလက်တွေ့အကျိုးရတယ်ဒါပဲကြားတာနဲ့မရဘူးလက်တွေ့နားထောင်လက်တွေ့အကျိုးရမယ်ပြီးလဲပြီးသွားရောအဲ့ဒီကနေပြီးနောက်တစ်ဆင့်ပါဖြစ်လာလဲဆိုတော့ तू ကပြောင်းလဲတာမှာအပြင်ရောအတွင်းရောသက်သေရှိတယ် तू ဘာပြောလဲဒီလိုဖျားမျိုးဘယ်မှမတွေ့ဘူးတဲ့ဣသရေလပြည်မှာပဲရှိတယ်တဲ့ဒါကြောင့်ကျွန်တော်ဆုံးဖြတ်တယ်တဲ့ကျွန်တော်ဘဝမှာတဲ့ဒီဖျားကလွှဲဘယ်ဖျားမှမကိုးကွယ်တော့ဘယ်ဖျားမှရစ်မပူစော်တော့ပြက်ပြက်သားသားဆုံးဖြတ်တယ်သူ့ရဲ့အသက်တာမှာနော်အတွင်းပြောင်းလဲတာအပြင်မှာသက်သေခံချက်ထွက်လာတယ်တကယ်ပြောင်းလဲရင်တကယ်သက်သေရှိတယ်ပါဇက်ကလည်းသက်သေခံတယ်ကဲအဲ့ဒါပြီးလဲပြီးရောသူပြန်တော့မယ်တဲ့သူကပြန်တော့မယ်အေလိရှေကပြန်တော့မယ်အခါကျတော့မပြန်ခင်မှာသူပြောသွားခဲ့တဲ့စကားလေးတစ်ခွန်းရှိအဲ့ဒီအခန်းကြီး9အပိုက်ငယ်ကျွန်တော်အခန်းကြီး9အပိုက်ငယ်15မှာလေသူဘာပြောလဲဆိုလို့ရှိလိုက်တော်သူအပေါင်းတို့နဲ့တော့ကဘုရားသခင်လူထံသို့ပြန်လာ၍သူရှိမှရက်လက်ဣသရေလပြည်မှတပါအခြားအဘယ်ပြည်၌မြဘုရားသခင်မရှိသည်ကိုယခုကျွန်ုပ်သိပါ၏တောဖြစ်၍ကိုတော်ဤကျွန်လူသောအလူလက်ဆောင်ကိုခံယူတော်မူပါဟုတောင်းလျှောက်လေသူအလူပေးတယ်လေကျွန်တော်လူကျင်တဲ့လက်ဆောင်လေးပေးခြင်းတယ်အေလိရှေကိုအေလိရှေငါမယူဘူးတဲ့အငယ်16မှာပြောတယ်အေလိရှေကလည်းငါကိုးကွယ်တော်တော်ဘုရားအသက်ရှင်တော်မူသည့်အတိုင်းမခံမယူရဟုဆိုလေခံယူစေခြင်းကတဖန်တိုက်တွန်းတော်လဲညင်းပယ်လျက်နေပြတ်တယ်ဗျာလက်ဆောင်လေးယူပါအေလိရှေဘာပြောလဲငါဘုရားအသက်ရှင်နေဒါကြောင့်ငါမယူဘူးသူပြောတဲ့စကားမှာဘုရားသခင်မယူခိုင်းဘူးလို့ဆိုလို့တယ်ကျွန်တော်အပိုက်ငယ်16မှာလေသူပြောတဲ့စကားမှာငါကိုးကွယ်သောထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းမခံမယူရဟုဆိုလျင်ငါဘုရားငါ့ကိုပြောပြီးသားတဲ့မယူရဘူးပြောချင်တာဒါပါပဲတော့ဘုရားကမယူခိုင်းလို့သူမယူပါဘူးဒါနဲ့ဟိုကဘာပြောလဲထပ်ပြီးတော့မဟုတ်ဘူးယူပါတဲ့တဖန်တော့တဖန်ထပ်ပြောသေးတယ်မယူဘူးဒါဆိုအေလိရှေကသူမယူတာလားဘုရားမယူခိုင်းတာလားဘုရားမယူခိုင်းတာအဲ့တော့ဘုရားသခင်ကမယူနဲ့လို့ပြောရင်ကိုလည်းမယူနဲ့ပေါ့
ဒါပါပဲအဲ့ဒီနူနာပြောက်တာအေလိရှဲလောက်တာလားဘုရားလောက်တာလားဘုရားလောက်တာအေလိရှဲလောက်တာမဟုတ်အဲ့တော့ဒီနေ့ယုံကြည်သူများဆူတောင်းပေးလိုက်တဲ့ယောဂပြောက်သွားတယ်ကိုလောက်တာမဟုတ်နော်ဘုရားလောက်တာနာမည်လဲကိုမြူနဲ့ဘုရားကိုပေးဘုရားကိုပေးငါဆူတောင်းပေးလို့ယောဂပြောက်တယ်မပြောနဲ့နင်ဆူတောင်းပေးပြီးသေတဲ့လူအများကြီးပဲအဲ့ဒါကြောင့်နေမပြောဘူးတော့ပေါက်လားအေးငါဆူတောင်းပေးလို့မဟုတ်ဘူးဘုရားသခင်ကြမ်းမစေတာဒီလိုပြောငါဆူတောင်းပေးလို့စာမေးပွဲအောင်သွားတယ်မပြောနဲ့နေဆူတောင်းပေးပြီးကြားတဲ့လူအများကြီးပဲအဲ့ဒါနေပြောလားဟုတ်လားမကျွန်တော်ပြောချင်တာလေအများကြီးပါအဲ့တော့ဒီနေ့သူဆိုင်ပွဲအောင်သွားတာဘယ်သူလောက်တာလဲဖះလောက်တာနာမည်လည်းမယူနဲ့နာမည်မယူနဲ့ဘုံလည်းမယူနဲ့ချီးမြှောက်ခြင်းလည်းမယူနဲ့လက်ဆောင်လည်းမယူနဲ့ဘယ်သူလောက်တာလဲဖះလောက်တာဖះကိုပဲပေးလိုက်နာမည်တွေဂုံပြူတာတွေအားလုံးဖះကိုပေးလိုက်ကိုသွားမယူပါဘူးအခုအေလိရှဲကိုကြည့်ပြတ်တယ်နော်သူမယူဘူးဘုရားပြောတယ်မယူနဲ့သူမယူဘူးဒါနဲ့ဟိုပြန်သွားရောအနာမှာဘယ်သူရှိလဲဂေဟာဇီအေလိရှဲရဲ့ကျွန်တယောက်ရှိတယ်ဓမ္မအေလိရှဲရဲ့ကျွန်အပိုက်ငယ်20ကျွန်တော်ဖတ်ပြမယ်ဖယားသခင်လူအေလိရှဲ၏ကျွန်ဂေဟာဇီကတွေ့လားအေလိရှဲကျွန်တယောက်ရှိတယ်ဂေဟာဇီလို့ခေါ်တယ်သူကအနာမှာရှိတာဗျာအနာမှာဂေဟာဇီကအိုးဘိုလ်ချုပ်နေမရဲ့လက်ဆောင်လေးသေးကြလိုချင်တာဗောဘိုလ်ချုပ်နေမလက်ဆောင်မဟုတ်လားဘိုလ်ချုပ်ပေးပါတယ်ဆိုကမှရွှေဗောငွေအခွက်တွေအများကြီးပါလာတယ်ဝစ်စုံပါလာတယ်ဈေးကြီးတယ်သူ့တမိုင်းကိုလေးလာကြည့်အဲ့ဒါဈေးကြီးတယ်တန်ဖိုးရှိတယ်ဟာဂေဟာဇီကလိုချင်ဆရာသမားမယူဘူးတဲ့ထပ်တိုက်တွန်းနေယူဖို့ဘိုလ်ချုပ်နေမှာမယူဘူးတဲ့ကဲဒါနဲ့ပြန်သွားရောဘိုလ်ချုပ်နေမှာကဲပြန်တော့ပြန်သွားရောဂေဟာဇီရဲ့နှလုံးထဲမှာလေမယူနဲ့ဆိုတဲ့နှုတ်ကပတ်တော်ကမကြံခဲ့ဘူးတလားအဲ့လက်ဆောင်ကြီးကြံခဲ့တာဂေဟာဇီနှလုံးထဲမှာချင်းတော့ဆရာသမားပြောတဲ့နှုတ်ကပတ်တော်မယူနဲ့မယူရဘူးအဲ့ဒီနှုတ်ကပတ်တော်ကဂေဟာဇီထဲမှာမကြံဘူးဟိုလက်ဆောင်ကြီးကသူ့နှလုံးထဲမှာကြံခဲ့လက်ဆောင်တို့ကတော့ပါသွားပြီဘိုလ်ချုပ်တွေမှယူသွားပြီဒါပေမဲ့ဂေဟာဇီစိတ်နှလုံးထဲမှာအဲ့ဒါကြီးကြံခဲ့တာလေအိုးရကျင်လိုက်တာဒါနဲ့ဟိုကပြန်သွားပြီဆရာလဲမျက်ွယ်ပြုတ်ပြီလိုက်ချသွားတာဘိုလ်ချုပ်နေမှာနောက်ကိုလိုက်တာဂေဟာဇီဆရာသမားမသိအောင်လိုက်တာအပိုက်ငယ်20ကျွန်တော်ဆက်ဖတ်ဖယားသခင်လူအေလိရှဲကျွန်ဂေဟာဇီကဤရှုရီလူနေမန်ဆောင်ခဲ့သောဥစ္စာကိုငါသခင်ဒီမခံမယူသူသည်အလွန်တနာပြီ sorry သူ့ကိုအလွန်တနာပြီထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းသူ့နောက်သို့ငါလိုက်၍တစုံတစ်ခုကိုယူမိဟုအကြံသင်စားတော့ငါယူမယ်တဲ့ဒီတန်ဖိုးကနဲတာမှမဟုတ်တာနော်ငါတို့လည်းအတွင်းတောင်းတာမဟုတ် तू ကပေးတာလေငါဆရာသမားမယူတာငါယူမယ်လိုက်တော့ဘိုလ်ချုပ်နေမှာလှမ်းတွေ့တယ်ဟာဟိုမှာလူတယောက်ဟိုမှာလာနေတယ်လှမ်းတွေ့တယ်လှမ်းတွေ့တော့ချက်ချင်းဘိုလ်ချုပ်နေမှာတော့မြင်းလဲနဲ့လေအဲ့ဒါကိုကျန်းစာမှာယထာလို့ရေးတာဗောနော်တကယ်တော့မြင်းလဲပေါ့ချက်ချင်းမြင်းလဲပေါ်က तू စင်းတယ်ဘိုလ်ချုပ်နေမှာစင်းပြီးမှအော်ဘာကိစ္စရှိလဲဘာညာမေးတာဗောအဲ့ဒါအငယ်20နဲ့1ကျွန်တော်ဖတ်ပြမယ်ဘိုလ်ချုပ်နေမှာနောက်သို့လိုက်လေလိုက်ကြောင်းကိုနေမှန်သည်မြင်းလျင်ကြိုးစိုးအံ့သောငါယထာမှဆင်း၍ရှိသမျှကောင်းသလောဟုမေးတော်ကြည်ပါရှိသမျှကောင်းသလောဟုမေးဘယ်လိုလဲအားလုံးနေကောင်းကြလားဘယ်လိုလဲအခုပဲလာတယ်အခုနောက်ကပြန်လိုက်လာတယ်ဆိုတော့ဘာကိစ္စများရှိလဲအော်ဒီလိုပါတဲ့လာပြီဂေဟာဇီကလှုပ်ပြီဒီလိုပါတဲ့ကျွန်တော်သခင်စီမှာလေပြောချင်တာကအေလိရှဲစီမှာပေါ့နော်ကျွန်တော်သခင်စီမှာဧည့်သည်2ယောက်ရောက်တယ်အေဖရိမ်ကနေလေဧည့်သည်2ယောက်ဗျာလူလင်2ယောက်ရောက်လာတော့သူတို့အတွက်လေလိုတယ်ဒါကြောင့်ကျွန်တော်ခင်ဗျားစီလိုက်လာတာသူတို့အတွက်လိုတဲ့ငွေအခွက်30နှစ်အဝတ်2စုံပေးလိုက်စမ်းပါငွေအခွက်30နှစ်အဝတ်2စုံပေးလိုက်ပါတောင်းရောဟိုမှာလူလင်2ယောက်လာတယ်အေဖရိမ်ကနေပြီသူတို့အတွက်လိုပရောဖက်လူလင်2ယောက်ရောက်လာလို့အခုအရေးတကြီးလိုတယ်ငွေအခွက်30နဲ့ဝတ်စုံ2စုံလိန်နာနော်လိန်နာဖယားကမယူနဲ့လို့ပြောတဲ့အတိုင်းပဲမယူဘူးပရောဖက်ကဒါပေမဲ့ဒီဂေဟာဇီကလိန်နာ
ဧည့်သည်လာတယ်ဟုတ်လဲမဟုတ်ဖ ೇನೆ ဟိုကယူခိုင်းနေဟုတ်လဲမဟုတ်ဖ ೇನೆ ဒါဘာလို့တာဖယားကိုခူတုံးလို့တာဖယားမယူနဲ့ဆိုတာယူရင်အဲ့ဒါခူတုံးပဲဖယားကိုခူတုံးလို့လိန်ပြီးပြောတော့ဘိုလ်ချုပ်တွေမှာဘာလုပ်လဲဘယ်ငွေခွက်30 20ပေးလိုက်မယ်ဘာ30လဲ20ပေးလိုက်မယ်တောင်းတာ30သူက20ပေးလိုက်တယ်အရန်ဝမ်းမတာနဲ့ပြန်ခံရမှာသဘောပေါက်လားထပ်ခံရမှာနော်နေခူတုံးလို့ပြီး30တောင်းတာဟိုက20ပေးတယ်အဲ့ဒါ20ဖို့ခံရမယ်ကြောက်ရတယ်နော်ဝိညာဉ်ရေးရဖះကိုခူတုံးမလုံးနဲ့တချို့လူတွေရဲ့ဒူးစိတ်ကခူတုံးပါတယ်သိလားဖះကိုခူတုံးလုပ်ပြီးအမျိုးမျိုးလုပ်တတ်တယ်မလုပ်ရဘူးမကေယာစီကိုကြည့်အေဖရင်ကပရောဖက်လူလေး2ယောက်ရောက်လာလို့ငွေခွက်30နဲ့ဝစ်စုံ2စုံတောင်းလိုက်တယ်ပေးလိုက်ပါဘယ်ရော့ဝစ်စုံ2စုံငွေခွက်20ပေးမယ်ဗျာပို့ပေးလိုက်ဖဲမင်းဖဲတပည့်တယောက်ကျွန်းတယောက်ဘိုးကျုံနေမှသူ့လူကဲသွားလိုက်ပို့လိုက်တခါတော့ထမ်းပြီးလိုက်ပို့တာဘိုးကျုံနေမှရဲ့လူကလိုက်ပို့တာနော်မလေးဂေယာစီကကြိုက်စရာမလို့တောက်လျှောက်ဂေယာစီအိမ်ထိလာတာဂေယာစီအိမ်ထိလာတာကြည့်ပါတခါတည်းဂေယာစီကမှုသာပြောတယ်အိုတခါတည်းဟိုဘက်ကသူ့အိမ်ထိကိုတခါတည်းလိုက်ပို့လိုက်တာငွေခွက်20ဝစ်စုံ2စုံတခါတည်းလိုက်ပို့လိုက်ကောအိုလဲပို့လိုက်ကောအပိုက်ငယ်24ရောက်တဲ့ခါကျတော့အဲ့ဒါအားလုံးဂေယာစီကအိမ်မှာသိကောသိပြီးတော့ဟိုလိုက်ပို့တဲ့လူကပြန်သွားရောခတ်တီတီနဲ့ပြီးမှဂေယာစီကသူ့ဆရာသမားရှိကိုသွားပြီပရောဖက်အေလိရှေစီသွားရောအေလိရှေသူ့ကိုတွေ့ရောတွေ့တဲ့အခါအေလိရှေကမေးခွန်းတစ်ခုမေးတယ်အပိုက်ငယ်25မှာကျွန်တော်ဖတ်ပြဘာမေးတယ်ကိုယ်တိုင်ဝင်၍မိမိသခင်ရှင်၌ရက်နေ၏အေလိရှေကလည်းဂေဟာစီအဘယ်ရက်သူသွားပြီသနည်းဟုမဲလို့ရင်မေကောမေတယ်ဂေဟာစီဘယ်သွားလဲနဲ့မေရောဂေဟာစီဘာပြန်ဖြေတယ်လဲဂေဟာစီရဲ့အဖြေကြည့်အောင်ကိုရောကျွန်းဒီအဘယ်အရက်ကိုမြမသွားပါဘူးပြန်ပြောတော့ဂေဟာစီလိန်နဲ့တွေ့လားတကယ်ဆိုအဲ့ဒီနေရာမှာလဲ तू ဘာလုပ်ဖို့လို့လဲနောင်တရဖို့လို့တယ်နော် तू အမားကို तू တောင်းပန်ဖို့လို့တယ်အခွင့်အရေးရှိတယ်နော်မှားသွားတယ်မဟုတ်လားဆရာသမားကျွန်တော်မှားသွားတယ်ဆရာသမားမယူဘူးလက်ဆောင်ဘိုးကျုံနေမယ်လက်ဆောင်ဆရာမယူဘူးကျွန်တော်ကလူချင်းတို့တွားယူတာဟိုတွားတောင်းပြီးတော့ပြရတယ်အိမ်မှာထားခဲ့တယ်ကျွန်တော်အမှားပါတောင်းမှန်လို့ရတယ်နောင်တရဖို့အခွင့်အရေးရှိတယ်ချမ်းပန်ဒီမေးကိုမှတဲ့တယ်လာတယ်လို့တခြားမေးပါလားမဟုတ်ဘူးလားပြောချင်တာပရောဖက်အေလိရှေအနေနဲ့လေဂေဟာစီကိုစားပြီးပြီလားနေကောင်းလားမင်းဘာလုပ်เสียရှိသေးလဲဘာစီစီအများကြီးရှိတယ်မေးကောမဟုတ်ဘူးဖယားခင်ကလေဂေဟာစီကိုခွင့်လွှတ်ခြင်းလွတ်မြောက်စေခြင်းဒါကြောင့်များမမေးတဲ့တယ်ပဲတခွန်းပဲဒိုင်းကနေပဲချက်ကောင်းကိုတန်ထိတာမင်းပဲသွားလဲတဲ့အတိပ္ပယ်ကနောင်တရစေခြင်းတာဘဝမှာနော်မထင်မှတ်ဖဲနဲ့တဲ့တယ်ကြီးလာတာကို့အမားကိုတဲ့တယ်ထောက်တာသဘောပေါက်နောင်တရဖို့လွတ်မြောက်စေဖို့ဖြစ်တယ်အဲ့ဒါကိုထပ်ပြီးလိန်ဖို့မကြိုးစားနဲ့တော့ဘုရားကတင့်ကိုလွတ်မြောက်စေခြင်းတယ်ဘုရားကိုခူတုံးလုံးမိတယ်မဟုတ်ဘူးလားဘုရားမယူနဲ့ဆိုတဲ့ဥစ္စာအေလိရှေကမယူဘူးအေလိရှေမယူတာကိုကျင်းတော့အဲ့ဒါဘုရားစကားမယူနဲ့ဆိုတာအေလိရှေမယူဘူးဂေဟာစီဘာဖြစ်လဲဘုရားမယူခိုင်းတာကိုဂေဟာစီသွားယူလာတယ်ဒါဆိုအေလိရှေကိုစော်ကားတာလားဘုရားကိုစော်ကားတာလားဖယားကိုစော်ကားတာမပရောဖက်2ယောက်လာတယ်သူတို့အတွက်လိုတယ်ဘာခူတုံးလုပ်လဲဖယားကိုခူတုံးလုပ်ပြီးသွားမတာတကယ်ပရောဖက်လည်းမဟုတ်ဘူးတကယ်ဧည့်သည်လာတာလည်းမဟုတ်ဘူးဖယားယူခိုင်းတာလည်းမဟုတ်ဘူးပရောဖက်နဲ့ကဗန်းပြလူလင်2ယောက်လာတယ်အေဖရင်ကနေဗန်းပြအမျိုးခေါင်းစဉ်တွေတက်ပြီးတော့လှုပ်တာဖယားကိုခူတုံးမလုပ်နဲ့ဖယားကိုခူတုံးလုပ်ပြီးမလာပြီဖျားမစီရင်ပါဘူးနောင်တရစေကြီးလို့မေးခွန်းက2ခုမမေးဘူးတစ်ခုပဲတဲ့တယ်ပဲဒိုင်းပဲဘယ်သွားလဲတခေါ်ပဲချက်ချင်းနောင်တရလိုက်တောင်းမှန်လိုက်လွတ်မြောက်ခြင်းရခွင့်လွတ်ခြင်းရဒါပေမဲ့အခုအေလိရှေမေးတဲ့မေးခွန်းကိုဂေဟာစီဘယ်လိုဖြေလဲဘဲမှမသွားပါဘူးကိုရောကြောင့်ဘဲမှမသွားပါဘူးအဲ့ဒီကြတော့အေလိရှေသူ့ကိုဘာထပ်ပြောလဲကြည့်အောင်အပိုက်ငယ်26မှာပဲ
ဖတ်မယ်နော်အေလိရှေကထိုလူသည်တင့်ကိုကြိုးစိုးအံ့သောငါယထာပေါ်မှာလှဲသောအခါငါစိတ်ဝိညာဉ်သည်တင်နဲ့တူမလိုက်သလောကေဟာစီတဲ့မင်းအဲ့ဒီနောက်လိုက်သွားတယ်အဲ့ဒီလူကမင်းကိုတွေ့တော့ပြန်လှဲ့မြင်းလဲပေါ်ဆင်းတဲ့အခါမှာငါစိတ်ဝိညာဉ်ကမင်းနဲ့အတူရှိတယ်အဲ့ဒီပြန်ငါစိတ်ကမင်းနဲ့ပါသွားတယ်တဲ့ကြည့်နော်အဲ့ဒီအချိန်မှာငါစိတ်ကမင်းနဲ့ပါသွားတယ်အင်္ဂလိပ်လို heart လို့ရေးတယ်အဲ့ဒီကျမ်းပိုက်မှာအင်္ဂလိပ်ကျမ်းစာအုပ်တချို့မှာလေ heart လို့ရေးတယ်ငါစိတ်နှလုံးကမင်းနဲ့ပါသွားတယ်မြန်မာကျမ်းစာမှာငါစိတ်ဝိညာဉ်ဟာသင်နဲ့အတူပါသွားတယ်ငါသိတယ်တဲ့မင်းဟိုမှာလိုက်သွားတယ်ဘိုလ်ချုပ်တွေမှာချက်ချင်းမင်းကိုတွေ့တော့လှည့်ပြီးတော့မြင်းလဲပေါ်ဆင်းပြီးမင်းကိုကြိုဆိုတယ်ဘာကိစ္စရှိလဲအဲ့ဒါတွေအားလုံးငါသိတယ်ဟောလို့ငါစိတ်ကမင်းနဲ့ပါသွားတယ်ပေါ်သွားပြီတကယ်တော့အဲ့လိုမပြောခင်မှာဂေဟာစီကအရင်ဝန်ခံရမှာအရင်နောင်တရရမယ်အရင်တောင်းပန်ရမယ်ဒါပေမဲ့မတောင်းပန်တဲ့အဆုံးကြတော့အခုဘာဖြစ်လဲဖယားခင်ကအေလိရှေပါဇက်နဲ့စကားပြောလိုက်ပြီဘသူအတွက်လဲအဲ့စကားဂေဟာစီအတွက်ဘသူပြောလဲဖယားပြောတယ်ဘသူပါဇက်နဲ့လဲအေလိရှေပါဇက်နဲ့တုံးခုမမားနဲ့နော်ဒီသတင်းစကားဟာဘသူအဖို့လဲဂေဟာစီအဖို့ဘသူပြောတဲ့သတင်းစကားလဲဖယားပြောတဲ့သတင်းစကားဘသူပါဇက်နဲ့ပြောလဲအေလိရှေပါဇက်နဲ့ပြောတယ်ဒီသုံးခုမမားနဲ့ဖယားကသတင်းစကားကိုဘသူအဖို့ဆိုတာရှိတယ်အဲ့တော့အဲ့ဒီလူကအော်ငါအဖို့ဖယားပေးတဲ့သတင်းစကားလို့ခံယူရဂျားတဲ့ကအေလိရှေဆိုတာဗာလဲအတုံးတော်ခံဖယားအတုံးပြူတာသူဒါပဲဘိုလ်ချုပ်နေမန်ကိုဖယားစကားပြောတယ်မဟုတ်လားဘာပြောလဲယော်ဒန်မြစ်မှာသွားခုနှစ်ခါနဲ့ဘသူပြောလဲဖယားပြောတယ်ဘသူအတွက်ဘိုလ်ချုပ်နေမန်အတွက်ဘသူအဖြစ်အေလိရှေအဖြစ်အဲ့သုံးခုမမားနဲ့အဲ့တော့ဘိုလ်ချုပ်နေမန်နားထောင်လားနားထောင်တယ်ဘိုလ်ချုပ်နေမန်ကအေလိရှေစကားကိုနားထောင်လားဖယားစကားကိုနားထောင်လားဖယားစကားကိုနားထောင်လားဘသူပါဇက်ကထွက်လာလဲအေလိရှေပါဇက်ကထွက်လာတာအဲ့တော့အေလိရှေပါဇက်ကထွက်လာတဲ့စကားကိုနားထောင်ခြင်းဟာဖယားစကားနားထောင်ခြင်းလို့ခေါ်တယ်အခုအေလိရှေပါဇက်ကပြောပြီဘယ်သွားလဲမင်းဘသူမေးနေတာလဲဖယားမေးနေတာအေလိရှေပါဇက်နဲ့ဖယားကဂေဟာစီကိုမေးတယ်မင်းဘယ်သွားလဲနားလေရမှာငါ့ကိုဖယားမေးနေတယ်လို့သဘောပေါက်အောင်ပါအေလိရှေမေးနေတယ်လို့သဘောမပေါက်အောင်အဲ့လိုသဘောမပေါက်နဲ့ဖယားမေးနေပြီငါ့ကိုဘယ်သွားလဲငါညာလို့မရဘူးဆိုတော့ငါသိရမယ်အဲ့ဒါသဘောပေါက်ဖို့လိုတယ်ဒါပေမဲ့ဂေဟာစီဘာလုပ်လဲဘဲမှမသွားပါဘူးအေလိရှေကိုညာတာလားဖယားကိုညာတာလားဖယားကိုညာတာဖယားကိုညာအဲ့တော့ဖယားပြောပြီလေအေလိရှေပါဇက်နဲ့ထပ်ပြောပြီတွေ့လားအဲ့တော့ဟိုအကုန်ပေါ်သွားပြီမင်းဟာတဲ့ဒါမျိုးလိန်နဲ့အတွက်ကြောင့်ဖယားကိုခူတုံးလုပ်ပြီးလိန်တဲ့အတွက်ကြောင့်တင်ပါဖြစ်မလဲအေလိရှေကနေပြီးမှဓာတ်ရိုက်ကျင်းတော့အေလိရှေကစကားပြောပြီးဂေဟာစီကိုဘာပြောသလဲအပိုက်ငယ်29အဲ့ဒါလေးဖတ်ခြင်းနဲ့တော့ပြည့်၍နေမန်ဤနူနာသည်တင်၌၎င်းတင်ဤသားမြေး၌၎င်းအစင်အမြဲစွဲစေဟုဆိုသည့်အတိုင်းဂေဟာစီသည်နူနာစွဲ၍မိုးကွင်းကဲ့သို့ဖြူလျက်သခင်ထံမှထွက်သွား၏သွားပြီပြောလိုက်ပြီအေလိရှေကဖယားအေလိရှေအဖြစ်ပြောတာလေမင်းလိန်နေဖယားသခင်ရဲ့နာမောင်မင်းလွဲသုံးစားလုပ်တယ်ခူတုံးလုပ်တယ်ဒါကြောင့်ဘိုလ်ချုပ်နေမန်ရဲ့နူနာတင့်စီကိုရောက်မယ်မပြီးသေးဘူးတင့်ရဲ့သားမြေးတွေစီပါအဲ့ဒီနူနာဆွဲမယ်ဖျားစကားပြောလိုက်ပြောတဲ့အတိုင်းပဲမကြဘူးတခါတည်းဂေဟာစီလေနူနာဖြစ်သွားနူနာဆွဲသွားရောတခင်ထံသူထွက်သွားကြည်ပါဘာကြောင့်လဲဖယားနာမကိုခုတုံးလို့ဖယားကိုခုတုံးလို့ဟုတ်လားဖယားမယူနဲ့လို့ပြောတာအေလိရှေကမယူဘူးအဲ့ဒါကိုသူကသွားယူတာမပရောဖိုက်လာတယ်နှစ်ယောက်လာတယ်သူတို့အတွက်လိုတယ်တခင်ကလွတ်လိုက်တဲ့ပုံစံမျိုးဖယားနာမကိုခုတုံးလုပ်ပြီးတော့မှကြည့်နော်အလွဲသုံးစားလုပ်တဲ့သူလူနာဆွဲသွားတယ်အဲ့တော့ဒီနေ့ကျွန်တော်အနေနဲ့ဗာပြောချင်လဲဆိုသာသနာမှာလဲကျွန်တော်တို့အသက်တာထဲမှာနော်ဖယားကိုခူတုံးလုပ်ပြီးအမျိုးမျိုးနာမည်ရှာတာငွေရှာတာစီးစိမ်ဥစ္စာရှာတာမလုပ်ရဘူးဖယားကိုခူတုံးမလုပ်နဲ့မှန်မှန်ကန်ကန်သွားပါတချို့တွေသာသနာလောကမှာနော်ဖယားကိုခူတုံးလုပ်တာ
စီးပွားရေးမှာလည်းဖယားကိုခုတုံးလုပ်ရှိတယ်နော်တချို့တွေရှိတယ်ဖယားနာမကိုထောက်ပြီးတော့ကျွန်တော်ပစ္စည်းလေးဝယ်ပေးပါကျွန်တော်အိမ်ရောင်းနေကျွန်တော်ကားရောင်းနေကျွန်တော်ကြောက်စိတ်ရောင်းနေဝယ်ပေးပါကျွန်တော်ဈေးရောင်းနေဝယ်ပေးပါဘာဖြစ်လို့လဲကျွန်တော်ဒါလေးရောင်းရပြီးကျွန်တော်ကဟိုမှာသာသနာမှာအလူထဲမလို့ပါထဲကျင်ထဲမထဲကျင်နေဟိုပတ်ဒီပတ်မပတ်နဲ့မပတ်နဲ့ဖယားကိုခုတော့မလုံးနဲ့ရောင်းကျင်ရောင်းဝယ်ကျင်ဝယ်ဖယားကိုခုတော့မလုံးနဲ့ခုတော့မလုံးနဲ့ဆရာဝယ်မှာလားကျွန်တော်ချက်ဆရာဝယ်ကျွန်တော်အနေနဲ့10ဘို့တဘို့ရှော့ပေးလိုက်မယ်အပြင်မှာလည်းထည့်စရာမလိုတော့ဘူးဆရာကိုပဲရှော့ပေးလိုက်မလုံးနဲ့ခုတော့ရှော့ကျင်ရှော့မရှော့ကျင်နေဒါပေမဲ့ဖယားနာမကိုခုတော့မလုံးနဲ့မိဘမဲ့လှုပ်တယ်စင်ရသားတွေကိုကျွေးမဲ့ဂီဟာလှုပ်တယ်ဟာလားသာသနာမှာဟိုဟာလှုပ်တယ်ဒါလှုပ်တယ်လှုပ်ပါဒါပေမဲ့ဖယားကိုခုတော့မလုံးနဲ့နာမည်တက်ပြီးတော့မှငွေရှာပြီးမဟုတ်တာမလုံးနဲ့တကယ်ပဲအဲ့ဒီအတိုင်းကိုဘဝဖြစ်သွားလိမ့်မယ်အန်ဒီရရှိတယ်နော်ဖယားနာမည်ကိုခုတော့လှုပ်ပြီးမိဘမဲ့လှုပ်တယ်ဆိုတော့အိုးငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ်ကလေးတွေမိဘမဲ့ဖြစ်သွားဘာဖြစ်လို့ तू အဲ့နာမည်ခုတော့လှုပ်ပြီးတော့ကလေးတွေကိုစားခိုင်းလေဟိုကောင်းစင်ကမိဘမဲ့လာတာကိုယ်ကလေးကမိဘရှိတယ်ဘာလို့ तू ရောထဲတာလဲတကယ်ပဲငယ်ငယ်ရွယ်နဲ့ကိုယ်ကလေးတွေမိဘမဲ့ဖြစ်သွားကိုစောစောတည်သွားတာပေါ့မလှုပ်အောင်မလှုပ်အောင်ဖះเจ้าဆောက်ဖို့လာတဲ့အလူငယ်ဖះเจ้าဆောက်အော်ကိုချံသွားဝဲတာမလှုပ်အောင်ဖះကိုခုတော့မလုံးနဲ့တိုက်ဆိုင်ရခွတ်လွတ်နော်ဝိညာဉ်ရေးရမှာဖះကိုခုတော့မလုံးနဲ့စီးပွားရေးလုပ်စီးပွားရေးလုပ်ဖះမှုမှာပါဝင်ဖះမှုမှာပါဝင်ဟိုကလှုပ်တယ်လို့ဒါလှုပ်တယ်လို့ဟာလားမလိုက်တပတ်မလှုပ်ကောင်းဘူးဖြေဟာစီကိုကြည့်ဖះကိုခုတော့လှုပ်ပြီးသွားမလာတာဟုတ်လားငွေခွက်20နဲ့ဝစ်စုံ20စုံကြည်ဟိုဘက်ကအမင်္ဂလာသူ့စီရောက်လာတာနူနာဆွဲသွားအဲ့ဒါပဲဆိုတော့ကျွန်တော်အနေနဲ့အတူကောက်အနေနဲ့ပြောခြင်းနဲ့ဖះကိုခုတော့မလုပ်ကြနဲ့ဝိညာဉ်ရေးရမှာတန်တန်ရှင်းရှင်းပြက်ပြက်သားသားလုပ်ကြပါခုတော့လုပ်တာဟာအင်မတန်ကြောက်စရာကောင်းတယ်အန်ဒီရဲ့ကြီးတယ်နော်မတွေးရဲစရာပဲအခုခေတ်သာသနာထဲမှာခုတုံးလောက်တာတွေအများကြီးမြင်ရကြားရမတွေးရဘူးနော်အဲ့ဒီလူတွေရဲ့အနာဂတ်ကိုမတွေးရဘူးအင်မတန်ကြောက်စရာကောင်းတယ်ဒါကြောင့်ခုတုံးလောက်တော်သူများရှိရအမြန်နောင်တရကြပါယေရှုတည်တယ်အားလုံးယေရှုတည်နေဆုတောင်းရအောင်မြတ်တာတော်ရှိဘုရားနာမတော်ချီးမွမ်းပါတယ်ကျွန်တော်မဆအရောက်တိုင်းရဲ့အသက်တာအတွက်ဆုတောင်းပါတယ်တရှင်တော်ဝိညာဉ်တော်ဘုရားအမှုတော်မြတ်ထဲမှာဖြစ်ဖြစ်စီးပွားရေးမှာဖြစ်ဖြစ်အိုးလူမှုရေးလုပ်ငန်းတွေပဲလုပ်ဖယားကိုခုတုံးလုပ်မိတဲ့အရာတွေရှိရင်အားလုံးကိုစားတောင်းပန်ပါတယ်ဖယားရှိခွတ်လွတ်ပါအရောက်တိုင်းကိုနောင်တရတတ်စေပါဖယားရှင်ဘရောမှမစီရင်ပါဘူးခွင့်လွတ်တဲ့ဖယားပါခွင့်လွတ်ခြင်းတဲ့ဖယားပါဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ကိုအချိန်မီဖော်ပြသောကြောင့်ယေရှုတင်ပါတယ်မြတ်တော်ရှင်ဖယားတကယ်ပဲအစ်စ်မှန်ဖယားကိုခုတုံးလုပ်တဲ့ဘဝကနေလွတ်မြောက်ကြပါစေပါမြန်မာပြည်ယုံကြည်သူများကိုရွေးနှုတ်ပါကိုတော်ကဲ့တင်ပါနှုတ်ကပတ်တော်အဖြစ်ကောင်းကြီးပေးပါအဲ့ဒီအထက်ကလွတ်မြောက်လာပါမိကြောင်းကိုတော်ယေရှုပြုတော်မူပါယေရှုတော်ကိုချီးမွမ်းလဲအရောက်တိုင်းရဲ့အသက်တာသည်ဘုရားဘုန်းထင်ရှားတဲ့အသက်တာဖြစ်ပါမိကြောင်းအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်း၍ဆက်ကပ်ပါတယ်ဖပါဗျာအာမင်